တိုင်းနေမရှိများလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်တို့ဒီနေ့ကတော့ဒါတဲပေါ့နော်ကျွန်တော်တို့တဲထိုးရမယ်ကနန်းစုပေါင်းကျွန်တော်တို့ခါးတိုင်ကတော့ကျွန်တော်3ခွက်3ခုဆိုတော့ကျွန်တော်တို့ပေါ့နော်3ခွက်တော့ထိုးရမယ်ဗျနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါ၄ကက်မြောက်ပေါ့နော်၄ကက်ဆိုင်လေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့တစ်ချက်ကြည့်ရအောင်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နည်းနည်းလေးချက်ပြီးတော့ screen လေးချက်ပြပေးမယ်နော်โอเคဒီလောက်ဆိုရင်တော့အားလုံးပဲမြင်ရပြီထင်ပါတယ်เนาะโอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာပေါ့เนาะပထမဆုံး site ကကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့396ပေါ့เนาะဒီနှလုံးရယ်เนาะဒီ396เนาะပေါင်းချင်းနံပါတ်6ကိုကျွန်တော်ဒီခါးတိုင်ပေါ့เนาะသူ့ရဲ့ရှေ့က411ကခါးတိုင်နံပါတ်1နဲ့ပေါင်းပြီးတော့ပေါ့เนาะဒီလိုကျွန်တော်တို့3လုံးပေါင်းချင်းဒီเนาะ136 3လုံးပေါင်းချင်းဒီခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာခွန်ထိပ်စီးဆိုပြီးတော့ကျွန်တော်တို့ကြားပြီးတယ်เนาะခွန်ထိပ်စီးเนาะဟုတ်ပြီ136 3လုံးပေါင်းချင်းခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်ထိပ်စီးလို့ကျွန်တော်တို့ကြားပါတယ်တပင်း2ပင်ချားပြီးတော့ပေါ့เนาะ2ပင်ချားပြီးတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့6နှစ်เนาะ6နှစ်နှလုံးပေါင်းချင်း8ကိုကျွန်တော်တို့ဒီမှာရှိတဲ့နံပါတ်9နဲ့ကျွန်တော်တို့စစ်ပြီးတော့ပေါင်းမှာဖြစ်တယ်။ဒါဆိုရင်8ခွန်ပေါင်းခြင်းနံပါတ်5ဒီမှာ5ထိပ်ဆိုပြီးတော့စစ်ပြီးတော့ရိုက်ပါတယ်။နော်5ထိပ်ဆိုပြီးတော့စစ်ရိုက်တယ်။တပင်2ပင်ချားပြီးတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့1နော်1ကိုကျွန်တော်တို့ရှေ့က319ကခါးတိုင်နံပါတ်1နဲ့ပေါ့နော်။ဒီလို3လုံးပေါင်းခြင်း3လုံးပေါင်းခြင်းနံပါတ်3ဒီမှာ3ထိပ်စီးဆိုပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တယ်ပေါ့နော်။ Okay ဒါဆိုရင်တပင်2ပင်ချားပြီးတော့ကျွန်တော်တို့ဒီ934ကကျွန်တော်တို့ထိပ်စီးနဲ့ခါနဲ့939ကို8ခွန်2ကခါးတိုင်နံပါတ်9နဲ့ပေါင်းပြီးတော့เนาะခွန်939ပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်မလဲပေါင်းခြင်းနံပါတ်2ဒီเนาะကျွန်တော်တို့ဘာထိပ်စီးဖြစ်ပါမလဲ2ထိပ်စီးဖြစ်တယ်เนาะ2ထိပ်စီးဟုတ်ပြီထိပ်စီးလေးကျွန်တော်ပြန်ပြီးတော့ပြပေးပါမယ်ဟုတ်ပြီဒီလို3လုံးပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ခွန်ထိပ်စီးဒီမှာကတော့3လုံးပေါင်းခြင်း9မူ9ထိပ်စီးပေါ့เนาะဒီမှာကကျွန်တော်တို့3လုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ထိပ်စီဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာက3လုံးပေါင်းခြင်းဒီ2ဖြစ်နေတဲ့အတွက်ကျွန်တော်တို့2ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ဒီမှာယူသွားမယ်ပေါ့နော်။ Okay 2ထိပ်စီလို့ကျွန်တော်တို့ယူပြီးသွားရင်ကျွန်တော်ခါးတိုင်မပြခင်မှာပေါ့နော်။ဒီမှာနောက်ပိတ်လေးအရင်ပြပေးမယ်ဗျာနော်။နောက်ပိတ်ကတော့ကျွန်တော်တို့ရိုးရိုးလေးပဲပေါ့နော်။ရိုးရိုးလေးဆိုတော့ကျွန်တော်ဒီမှာပေါ့နော်။ကိုဒီယောက်က363ဆိုတော့ကျွန်တော်3ပေါ့နော်။ဒီမှာ9 3เนาะဒီနှလုံးရယ်ကျွန်တော်တို့နောက်က3ညရယ်ပေါ့เนาะဒီလို4လုံး sorry 3လုံးပေါင်းခြင်းဒီเนาะ3လုံးပေါင်းခြင်းဒီနံပါတ်2ပေါ့เนาะဒီလိုပေါင်းခြင်း2ဆိုပြီးတော့ကြားတယ်เนาะဒီမှာလဲတူတူပဲပေါ့เนาะ363ဆိုပြီးတော့ပေါ့เนาะကျွန်တော်တို့3လုံးပေါင်းခြင်းဒီ3693နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်2ဆိုပြီးတော့ကျွန်တော်လေးရိုက်ပေးထားတယ်เนาะဟုတ်ပြီပေါင်းခြင်း2တွေပေါ့เนาะဒီရောက်ကိုလည်းကျွန်တော်တို့ဒီကိုကြည့်ရအောင်နော်868ပေါ့နော်86ဒီ4ကို8နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်2ဖြစ်ပါတယ်နော်88ဒီနံပါတ်6 6ကို6နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်2ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာကနော်3လေးရှိနေတယ်ကျွန်တော်တို့နောက်ကတစ်လုံးနဲ့ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်2ဆိုပြီးတော့ကျွန်တော်တို့ဖမ်းလိုက်မယ်နော်ပေါင်းခြင်းနံပါတ်2ဖြစ်ဖို့ဆိုရင်ဒီမှာကပေါင်းခြင်းခွန်ဖြစ်နေတဲ့အတွက်နောက်ထပ်ကျွန်တော်တို့9တစ်လုံးထည့်ပေးမယ်ပေါ့နော်9တစ်လုံးเนาะ9တစ်လုံးကျွန်တော်တို့ဒါဆိုရင်943ပေါင်းခြင်းနံပါတ်ဒီနံပါတ်2ဖြစ်ပါတယ်ဗျာเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပေါင်းခြင်းနဲ့ကျွန်တော်လိုက်ပြီးတော့ကြည့်ပါမယ်ဒီမှာ3လုံးပေါင်းခြင်း2 3လုံးပေါင်းခြင်း2 3လုံးပေါင်းခြင်း2 3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော်တို့9အပိတ်ရတယ်ဒါဆိုရင်ကျွန်တော်2ထိပ်စီကျွန်တော်တို့9အပိတ်နဲ့ဒီမှာခါးတိုင်လေးတွေလိုက်ကြည့်ရအောင်ဗျာเนาะခါးတိုင်လေးတွေကကျွန်တော်တို့ခါးတိုင်ကတော့ကျွန်တော်3လုံးပေါ့နော်ခုနကကျွန်တော်အစာတုန်းကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့3လုံးဖမ်းမှာဖြစ်ပါတယ်ဗျာနော်ဒီမှာနံပါတ်ဒီနံပါတ်6ပေါ့နော်6ခွန်6ကထိပ်စီးနံပါတ်6ကိုယူပြီးတော့ဒီမှာဒီလိုပေါ့နော်ဒီလို3လုံးပေါင်းခြင်းပေါ့နော်ခွန်3ညနော်ခွန်3ည3လုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်4ဆိုတော့6ပါဝါကျွန်တော်တို့4လို့ရိုက်ပြီးတဲ့သဘောနော်6ပါဝါဒီနံပါတ်4เนาะဒီရောက်မှာနံပါတ်ဒီနံပါတ်6ဖြစ်ပါတယ်
နော်နံပါတ်6ဖြစ်တယ်နံပါတ်6မှာဘာတွေကြားတာလဲဒီမှာ8 5 6ဆိုပြီးတော့ပေါင်းခြင်းနံပါတ်ဒီဘယ်လောက်လဲနံပါတ်9နော်ဒီမှာကဘာကြားလဲသူရဲ့နက်ကတ်နော်6နက်ကတ်နံပါတ်9ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပေးတဲ့သဘောပါနော်6နက်ကတ်9နော်ဒါဆိုရင်ဒီအောက်မှာကျွန်တော်စစ်ကြည့်ပါမယ်နံပါတ်ဒီဘယ်လောက်လဲနံပါတ်5ဆိုပြီးတော့တွေ့ရမယ်ပေါ့နော်နံပါတ်5မှာသူကဘာရိုက်ပေးထားလဲဆိုရင်238ဆိုပြီးတော့3လုံးပေါင်းခြင်းနံပါတ်3ကိုရိုက်ပေးထားတယ်ဒါဆိုရင်ဒီအောက်မှာလည်းကျွန်တော်တို့နက်ခတ်ကိုရိုက်ပေးသွားတဲ့သဘောပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်ဒီအောက်မှာကကျွန်တော်တို့ဓာတ်ရိုက်ပါဝါနက်ခတ်ကိုပဲကျွန်တော်ဆွဲသွားမယ်ပေါ့နော်ဒီမှာကရှိနေတာဒီနံပါတ်ဘယ်လောက်လဲနံပါတ်5ဖြစ်တယ်နံပါတ်5ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီလို3လုံးပေါင်းခြင်းဒီ5လို့ကြားခဲ့မယ်ဆိုရင်เนาะဓာတ်ရိုက်ကြမယ်ဆိုရင်3ညထည့်ပေးရမယ်เนาะကျွန်တော်ဒီ235ဒီ3 size ရှိနေပြီပေါ့နော်ကျွန်တော်တွေ့တာ3 size ရှိနေပြီဒီတစ်ပတ်အတွက်ကတော့လုံးဝတာတင်ထိုးရမယ်ခဏလို့ကျွန်တော်အနေနဲ့ယူဆရတယ်ပေါ့နော်ဒီနေ့ကလည်းကျွန်တော်2 size လုံးကတင်ပြီးသားပေါ့နော်မကြည့်ရသေးတဲ့တငယ်ချင်းတွေကလိုက်ပြီးတော့ကျွန်တော်အရင်ဗီဒီယိုလေးတွေတွားကြည့်လို့ရပါတယ်โอเคဒါဒီဓာတ်ရိုက်ကြတာပေါ့နော်9ကိုကျွန်တော်တို့9လို့ဓာတ်ရိုက်ကြเนาะ9ကို9လို့ဓာတ်ရိုက်မကြခြင်းဘူးကျွန်တော်တို့เนาะ2 5ကတော့ကျွန်တော်ဒီမှာเนาะရေးပေးလိုက်မယ်2 5เนาะပြီးရင်ဒီမှာ2 5เนาะဟုတ်ပြီ2 5ပေါ့เนาะ9ပါဝါကျွန်တော်တို့3ညလို့ရိုက်မယ်ဆိုရင်เนาะဒီခါတဲ့ကကျွန်တော်တို့9တလုံးထည့်ရမယ်ဒီဟာမှာ9နဲ့3ပေါင်းခြင်းနံပါတ်ဒီ3ညသူ့ရဲ့ပါဝါဖြစ်မယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုကကျွန်တော်တို့9နက်ကတ်เนาะ9ရဲ့နက်ကတ်ကျွန်တော်တို့3ညလို့ကြားခဲ့မယ်ဆိုရင် sorry 3လို့ကြားခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘာထည့်ပေးရမလဲနံပါတ်8ဆိုတဲ့ကဏ္ဍเนาะနံပါတ်8ဆိုတဲ့ကဏ္ဍเนาะ2 8เนาะ3ပေါင်းခြင်းနံပါတ်ဒီ3ဒါဆိုရင်9နက်ကတ်3ဆိုပြီးတော့ကျွန်တော်တို့ကြားမှာဖြစ်ပါတယ်ဒါဆိုရင်စုစုပေါင်းထိုးခွက်ဒီကျွန်တော်တို့ဒီမှာ3ခွက်ရှိမယ်205ရှိမယ်255ရှိမယ်285ဆိုပြီးတော့ကျွန်တော်တို့ရှိမှာဖြစ်ပါတယ်เนาะအတီးတီးရှိရပေါ့เนาะโอเคဒီတက်ကတော့တကယ်ချင်းမိတ်ဆွေတွေကကြိုက်တဲ့ကဏ္ဍလေးကိုဒါယူပြီးတော့ကစားလို့ရတယ်ခွန်ဘရိတ်ကြိုက်တဲ့တကယ်ချင်းတွေကခွန်ဘရိတ်ပေါ့နော်ဘရိတ်ကလည်းကျွန်တော်တို့ဒီခွန်ကပေါ့နော်ဒါမနေ့ရောကျွန်တော်တို့2 site ပေါ့နော်2 site ကျွန်တော်တို့တွေ့ထားတာဖြစ်တယ်932ပေါ့နော်932ဒီလဲကျွန်တော်တို့ရှေ့မှာလည်းပြထားတယ်ဒါအောင်ဆိုရင်ကျွန်တော်တို့3ခုမြောက်ပြီပေါ့နော်3ခုမြောက်ပြီဒီကောင်လေးကိုကျွန်တော်တို့ star ပြထားတယ်ပြီပေါ့နော်ဒါကတော့2 break ဖြစ်ပါတယ်ဒါက5 break ပေါ့နော်โอเคဒါဆိုရင်ဒီမူလေးကိုကြိုက်နေတဲ့မယ်လို့ထင်ပါတယ်ဗျာเนาะကျွန်တော်တို့ဒါစုစုပေါင်း4 cut site လေးဖြစ်ပါတယ်နောက်ရက်ကျရင်ကျွန်တော်ဒါမို့ခွာတွဲလေးပေါ့เนาะခွာတွဲလေးကျွန်တော်ထပ်ပြီးတော့တင်ပေးပါအောင်ပဲဗျာเนาะအားလုံးပဲကျေးဇူးတူတင်ပါတယ်ဒီမူတိုင်းဆိုရင်တော့ကျွန်တော်ထိုးခွက်တီဒါတဲထိုးရမယ်ပေါ့เนาะ205 255 285ဆိုပြီးတော့ကျွန်တော်တို့စုစုပေါင်း3ခွက်ကစားပေးရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်တကယ်ချင်းမိတ်ဆွေတို့ရရှိထားတဲ့ခဏလေးတွေ site လေးတွေမူလေးတွေရှိတယ်ဆိုရင်လည်း comment မှာမှန်ခဲ့ပေးပါအောင်เนาะကျွန်တော်နဲ့အတူတူအားလုံးအခြားတကယ်ချင်းတွေလည်းကြည့်လို့ရတာပေါ့ဗျာเนาะအားလုံးပဲတယောက်နဲ့တယောက်ပြန်လဲပြီးတော့ share တွေလုပ်ကြတာပေါ့အားလုံးကိုကျေးဇူးထူးတင်ပါတယ်ဒါဆိုရင်တော့ဒီတစ်ပတ်17ချိန်မှာအားလုံးပဲအဆင်ပြေကောင်းပါစေဗျ thank you ပါ